အားလုံးပဲမင်္ဂလာပါကျွန်တော်ရဲ့ Epic Beach Movement ကနေကြိုဆိုပါရစေကျွန်တော်ဒီနေ့အင်္ဂလိပ်စာနှလုံးအတန်ထွက်နေဖို့သင်ပေးတော့မှာဖြစ်ပါတယ်ပထမတစ်လုံးက Okay နောက်ထပ်ဒုတိယတစ်လုံးက Okay ဆိုရင်ကျွန်တော်ပထမတစ်လုံးကိုစားလိုက်ကြအောင် F E E L fear Okay အဲ့လိုအတန်ထွက်မှာမှန်ပါတယ်နောက်ထပ်ဒုတိယတစ်လုံးO I oil okay ဒီလိုအတန်ထွက်မှာမှန်ပါတယ်ဒါကကျွန်တော်ရဲ့ပထမဆုံးဗီဒီယိုဖြစ်တဲ့အတွက်အမားပါကောင်ပါနိုင်ပါတယ်အဲ့ဒီတော့ကျွန်တော်ကြိုပြီးတော့တောင်းပန်ပါတယ် okay ကျွန်တော်ရဲ့ဗီဒီယိုကိုကြိုက်နေတဲ့ဆိုရင် like and share လုပ်ပေးသွားလို့ရပါတယ်ပြီးတော့တကယ်ကိုမေးချင်တာရှိရင်ကျွန်တော်ရဲ့ shop box ကြီးလာပြီးတော့မေးလို့ရပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်ဒီနေ့တော့ကတော့တလောက်ပါပဲအားလုံးနေကောင်းကြပါစေတတာ